စပိန်ကို bicycle ဒါမှမဟုတ်လို့ရှိရင် bike ဒီလိုမျိုးခေါ်ပါတယ်ဒီဘက်ခေတ်မှာကအမေရိကန်အသုံးဖြစ်တဲ့ bike ကို bicycle ထပ်ပို့ပြီးတော့အသုံးများပါတယ်နှစ်ခုစလုံးကတော့မှန်ပါတယ်အဆင်ပြေအသုံးပါနော် I can ride a bike can you ride a bike စပိန်မှာပါတဲ့အစိပ်ပိုင်းတွေတစ်ခုချင်းစီကိုလေ့လာကြရအောင် seat စပိန်ထိုင်ကုန် handlebars လက်ကိုင် light ဒါမှမဟုတ် bike light စပိန်ရှေ့မီ brakes brake နော် front brake ရှေ့ brake back brake နောက် brake bell စပိန်ကခေါင်းလောင် basket စပိန်ရှေ့ချင်း kickstand စပိန်တောက် bicycle ဒါမှမဟုတ် bike seat handlebars brakes front brake back brake bell basket kickstand အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးပါနော်နောက်ထပ်မျှဝေမယ့်ဗီဒီယိုတွေကိုလည်းအားပေးပါဦး